အားလုံးပဲမင်္ဂလာပါဒီချက်ကဒီနေ့တင်မောဒီလေးစပြမှာဖြစ်ပါတယ်တင်မောဒီလေးကိုအင်္ဂလိပ်လိုပပယာလို့ခေါ်တယ်ဟင်ဒီလိုကတော့ပပီတာလို့ခေါ်တယ်အဲ့တော့မြန်မာလိုဆိုရင်တော့တင်မောဒီလေးပေါ့တင်မောဒီလေးကိုစားလိုက်ခြင်းဖြင့်ဗီတာမင် C ဓာတ်ကိုရရှိစေပါတယ်ကယ်လိုရီတွေလည်းလောင်ကျွမ်းပါတယ်ကိုလက်စထရောတွေလည်းကျစေပါတယ်နှလုံးရောဂါတွေနဲ့အထူးသင့်တော်ပါတယ်ဝိတ်ချမဲ့သူတွေလည်းစားလို့ရပါတယ်တင်မောဒီလေးကိုစားလိုက်ခြင်းအဖြစ်ခန္ဓာကိုယ်မှာခုခံအားကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ခန္ဓာကိုယ်တွေလည်းတန်ဆွမ်းမှာဖြစ်ပါတယ်ကလေးတွေကိုလည်းဒီလိုမျိုးလေးတွေပြောပြပါတယ်တင်မောဒီစားရင်အကျိုးကျေးဇူးနောက်ပြီးတော့တင်မောဒီအသည့်အနှံတွေကိုလည်းကလေးတွေကို fruity party လုပ်ပြီးတော့မှတေးချသေးစိတ်တင်ကြားပေးပါတယ်ကလေးတွေနဲ့အမှတ်တရတင်ထားတဲ့ activities တွေလည်းနောက်ဆုံးမှာပါပါတယ်ကြည့်ပေးပါအောင်အသေးစိတ်ကိုမူကြိုကောင်းလေးမှာတင်ကြပေးမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကြည့်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးပါ Yummy